မင်းတို့ကျွန်တော်ပြောပြပေးမယ်ဟာတော့ကျွန်တော်လိုမျိုးပြဒီမှာကြည့်ပြမယ်ဒီလိုမျိုး wallpaper အမိုက်ဆိုင်တွေ lock screen အမိုက်ဆိုင်တွေကိုဘယ်လိုတင်ရလဲဆိုတော့ကျွန်တော်ပြအောင်မယ်ဗျာအရင်ဆုံးဒီထဲဝင် window key လေးကိုဖိလို့ရတယ်ဖိလိုက်မယ်ပြီးရင် setting ထဲကိုသွားမယ်နော်အမှ setting ထဲကိုဝင်လိုက်မယ် setting ထဲကိုဝင်ပြီးသွားရင်personalization ဘာလဲမသိဘူးဗျာဒီမှာ assistant အောက်ကဗျာ assistant အောက်ကခု2ခု3ခု4ခု5ခုမြောက်ဗျာအဲ့ဒီဟာလေးကိုဖိလိုက်နှစ်ချက်နဲ့ဒီမှာကြည့်ဗျာဒီမှာတော့ဗျာဒီမှာပြရတာဗျာ background ရှိမယ် color ရှိမယ် lock screen ရှိမယ်ဒါပါ lock screen အောက်ကပါတယ်ဒီလိုရှင်မှာ front ရှိမယ် start ရှိမယ် text bar ရှိမယ်မကြည့်ပါကျွန်တော်တို့က background ဒီ background ကိုတင်နေတယ်ဆိုလို့ရှိရင်ကိုထောင်းထားတဲ့ပုံကိုတွားထောင်းလိုက်ဗျာဒါမှမဟုတ်ဒီ browse တဲဝင်ဒီမှာကျွန်တော်တင်ပြမယ်ဗျာမိကိုတင်နေတဲ့ပုံတစ်ပုံအဲ့လိုနှိပ်လိုက်တစ်ချက်ပဲနှိပ်တော့ပြီးရင်ဒီမှာကြည့် choose picture ကိုနှိပ် choose picture ကိုနှိပ်တယ်ဗျာဒီမှာကြည့်ရှားသွားပြီတော့ဒီမှာဗျတစ်ချက်ပြမရှားသွားပြီဗျတော့ရပါဒီမှာဗျ background မှာတင်နေတယ်ဆိုလည်းရတယ်ဗျ lock screen မှာတင်နေတယ်ဆိုလည်းရတယ်ဗျတင်လို့ရတယ် browse တဲ့ဝယ်ထဝင်ဒီကောင်လဲဒီမှာဗျမဝင်ရတော့ဘူးဗျခုနကပုံစံပဲလောက်ရမှာဗျဒီမှာယူပြီးသားပုံရှိတော့အဲ့ဒါတင်လိုက်โอเคပြမယ်ပိတ်ပြီးပြန်ဖွင့်ရမယ် brother တို့ခဏနေအောင်နဲ့ကြာတယ်နဲ့တူတယ်ကျွန်တော်ကုန်တယ်ဟိုမကြာတော့တော်သေးတော့ဗော brother ခုနနည်းနည်းကြာမှာဗျာကျွန်တော်ကွန်ပျူတာပေါက်လေးမီးလင်းလာပြီတော့ပေါက်လေးမီးလင်းလာပြီဒီမှာပေါ်ပြီမပေါ်ပါပြီပေါ်ပါပြီဆိုတော့ကဒီမှာလို့โอเคတွေ့နော် brother တို့အလုံးကကျွန်တော်တင်ပြလိုက်ပြီကျွန်တော်နီးလေးအတိုင်းလိုက်စမ်းကြည့်ကြပါဒါဘာမဟုတ်တော့ကကျွန်တော်စတင်နေ6ချိန်သားလေးဖြစ်နေဘာဖြစ်ဒီမှာကြည့်မယ်ဗျာပြန်တော့ထွက်လိုက်မယ်ဆိုရင်ဒီလိုမျိုး2ချက်3ချက်လောက် mouse ကို2ချက်3ချက်လောက်အဲ့လိုလှုပ်လိုက်ဘာမှဖြစ်တော့အဲ့လိုမျိုး browser လို့ဒီမှာလည်းအဲ့လိုမျိုး error တက်နေမှဆိုရင်ဗျာနောက်နေ့ကျရင်ဒီမှာအဲ့လိုမျိုးဖွင့်တဲ့နေရာမှာကျွန်တော်ဘယ်လိုပုံတင်ရလဲဆိုတော့ကျွန်တော်ဗီဒီယိုထပ်တင်ပေးမယ်နော် browser အားလုံးမဆုံးကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်အားလုံးဘိုင်ဘိုင်တတာကိုဂျိုး H gaming ကို like and subscribe လေးနဲ့ကူညီခဲ့အောင်တတာ